မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်စစ်စေးရုံAAထရုံဖုံကျဲထိခိုက်ဒေဆုံးမှုများပြားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်နေပြည်တော်တွင်တည်ရှိသောစစ်စေးရုံတစ်ခုအား AA အာရကတပ်တော်မှအသုံးပြုသည့်ထရုံများဖြင့်တိုက်ခိုက်ခဲ့မှုကြောင့်အကြမ်းဖက်စစ်တပ်နှင့်ဇန်နဝါရီမိသားစုဝင်များစစ်သားမိသားစုများအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒေဆုံးမှုများလည်းဖြစ်ပွားခဲ့ကြောင်းဒေသခံသတင်းရင်းမြစ်များထံမှသိရပါတယ်အဆိုပါစစ်စေးရုံမှာအများပြည်သူအတွက်သာမကစစ်တပ်အရာရှိများစစ်သားများနှင့်၎င်းတို့မိသားစုဝင်များကိုအဓိကထားကုသပေးနေသောစေယုံတစ်ခုဖြစ်ကြောင်းသိရှိရပြီးရင်းကြောင်းထိခိုက်ဒေဆုံးသူအများစုမှာအကြမ်းဖက်စစ်တပ်နှင့်တိုက်ရိုက်သို့မဟုတ်တွဲဝိုက်ဆက်နွယ်သူများဖြစ်ကြောင်းဒေသခံများကပြောဆိုကြပါတယ်တိုက်ခိုက်မှုသည်နက်နက်ပိုင်းအချိန်ခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးဒရုန်းများမှပစ်လွှတ်ခဲ့သည့်ဘုံများသည်စေယုံအဆောက်အအုံအတွင်းသို့ကြားရောက်ပေါက်ကွဲခဲ့ရာလူနာဆောင်အချို့ပြိုကျပျက်စီးသွားခဲ့ပြီးမိလောင်မှုများလည်းဖြစ်ပွားခဲ့ပါတယ်ပေါက်ကွဲမှုကြောင့်စေကူတာမှုခံယူနေသည့်စစ်သားမိသားစုများအရာရှိမိသားစုများနှင့်ဆက်နွယ်သူများထိခိုက်ခဲ့ကြောင်းသိရပါတယ်ဒေသခံအချို့ပြောကြားချက်အရရင်စေယုံတွင်စစ်တပ်မှအထူးဆောင်ရှောက်ပေးထားသည့်လူနာများနှင့်မိသားစုဝင်များအများစုတဲခိုနေထိုင်လျက်ရှိပြီးအယက်သားပြည်သူများ၏အုံပြုခွင့်မှာကန့်သတ်ထားမှုများရှိနေခဲ့ကြောင်းသိရပါတယ်ထို့ကြောင့်ယခုတိုက်ခိုက်မှုကြောင့်ဒေဆုံးသူများအနက်အပြစ်မဲ့ပြည်သူများထံစစ်တပ်နှင့်ဇန်နဝါရီများပုံမှုပါဝင်နေကြောင်းဆိုပါတယ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်စစ်တပ်မှအလုံခြုံရေးတပ်ဖွဲ့များနှင့်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကိုအမြန်ဆုံးဆေလွှတ်ကဒဏ်ရာရရှိသူများကိုအခြားစစ်ဆေးရုံများသို့ပြောင်းရွှေ့ကုသပေးခဲ့ကြောင်းသိရပါတယ်သို့သောဖျက်ဆီးမှုများပြားခြင်းကြောင့်ကယ်ဆယ်ရေးလုပ်ငန်းများမှအခက်အခဲများစွာကြုံတွေ့နေရပါတယ်ဒေသခံပြည်သူများကယခုဖြစ်စဉ်နှင့်ပတ်သက်၍စစ်တပ်ကပြည်သူတွေကိုနှစ်ပေါင်းများစွာဖိနှိပ်တပ်ဖြတ်ခဲ့တဲ့အကျိုးဆက်တွေကြောင့်အဲ့ဒီဖြစ်ရပ်အတွက်ဒီလိုအဖြစ်အပျက်တွေဖြစ်လာတာပါဟုပြောဆိုကြပြီးအကြမ်းဖက်စစ်တပ်၏လုပ်ရက်များကြောင့်ပြည်သူများခံစားနေရသောနာကျင်မှုများကိုပြန်လည်သတိရစေခဲ့ကြောင်းလည်းဆိုပါတယ်။လွန်ခဲ့တဲ့နှစ်များအတွင်းစစ်တပ်သည်လေကြောင်းတိုက်ခိုက်မှုများဒရုန်းပုံကျဲမှုများဖြင့်ကြေးရွာများဈေးကွက်များစတင်ကြောင်းများကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးအပြစ်မဲ့ပြည်သူများအများအပြားတိဆုံးစေခဲ့ပါတယ်။ထို့သောအကြမ်းဖက်လုပ်ရက်များကြောင့်ပြည်သူများအနေဖြင့်စစ်တပ်နှင့်ဆက်နွယ်သူများအပေါ်မယုံကြည်မှုနှင့်မုန်းတီးမှုများမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းလည်းသုံးသပ်ကြပါတယ်။ယခုနေပြီးတော့ရှိစစ်ဆေးရုံတိုက်ခိုက်မှုဖြစ်စဉ်သည်စစ်ပွဲအတွင်းဖြစ်ပွားနေသည့်အပြန်အလှန်တိုက်ခိုက်မှုများ၏တစိမ့်တစ်ပိုင်းဖြစ်ပြီးအဓိကအားဖြင့်စစ်တပ်နှင့်ဆက်နွယ်သည့်ပြစ်မှတ်များကိုရည်ရွယ်ထားခြင်းဖြစ်ကြောင်းအချို့သတင်းရင်းမြစ်များကသုံးသပ်ထားပါတယ်။လက်ရှိချိန်တွင်ဒေသအတွင်းလုံခြုံရေးအခြေအနေမှာတင်းမာလျက်ရှိပြီးစစ်တပ်မှစစ်ရေးတိုးမြင့်မှုများပြုလုပ်လာနိုင်ကြောင်းခန့်မှန်းနေကြပါတယ်။တစ်ဖက်တွင်လည်းပြည်သူများအနေဖြင့်စစ်ပွဲကြတဲ့တွင်ဆက်လက်အန္တရာယ်များကိုရင်ဆိုင်နေရဆဲဖြစ်ပြီးအချင်းချုပ်အားဖြင့်နေပြည်တော်ရှိစစ်ဆေးရုံကိုဒရုန်းဖြင့်တိုက်ခိုက်ခဲ့မှုကြောင့်ထိခိုက်ဒေဆုံးသူအများစုမှာအကြမ်းဖက်စစ်တပ်နှင့်ဆက်နွယ်သည့်မိသားစုဝင်များဖြစ်ကြောင်းဒေသခံများကအတည်ပြုထားပြီးရှင်းဖြစ်စဉ်သည်စစ်တပ်ရခင်ကပြုလုပ်ခဲ့သောအကြမ်းဖက်မှုများ၏အကျိုးဆက်တရက်အဖြစ်လည်းသုံးသပ်နိုင်ကြောင်းဆိုကြပါသည်ဆက်လက်ပြီးပရိကုန်းမြို့ဘူးပြောရွာအကြမ်းဖက်စစ်တပ်ခိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား2ဦးသေဆုံးပြီးဆိုင်ကယ်2စီးသိမ်းဆည်းရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပဲခူးတိုင်းတဲကုန်းမြို့နယ်ပရိကုန်းမြို့ဘူးပြောရွာအကြမ်းဖက်စစ်တပ်ခိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာစစ်သား2ဦးသေဆုံးပြီးဆိုင်ကယ်2စီးသိမ်းဆည်းရရှိခဲ့ကြောင်းပြည်ခရိုင်တရင်တဲစစ်ထောက်လိုင်းရေးတာဝန်ခံရဲဘော်ရှဲတို့ကသတင်းဌာနကိုပြောကြားပါတယ်။ဖေဖော်ဝါရီလ9ရက်နေ့နနက်အစောပိုင်း6နာရီခန့်တွင်ပရိကုန်းမြို့ဘူးပြောရွာအကြမ်းဖက်စစ်တပ်ခိတ်စခန်းကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်းခိတ်စခန်းရှိစစ်သားအလုံးဘူးပြောရွာအတွင်းထွက်ပြေးသွားသောကြောင့်လိုက်လံပစ်ခတ်စဉ်ကြီးပါနေအိမ်များအကြားနှင့်အိမ်သားတဲတွင်စစ်သား2ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။တိုက်ခိုက်မှုပြုလုပ်ပြီးနောက်ဒေါ်လာရေးတပ်ဖွဲ့များကကိစ္စခန်းကိုရှင်းလင်းရေးပြုလုပ်စဉ်အကြမ်းဖက်စစ်သားများ၏စိုက်ကဲ2စီးကိုတင်စီရရှိခဲ့ကြောင်းထို့နောက်ဒေါ်လာရေးရဲဘော်များအထူးကမရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။ဘူးပြောရွာကစစ်ခွေးကိစ္စခန်းကိုကျွန်တော်တို့ဒေါ်လာရေးတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့တာပေါ့စစ်ခွေးတွေကခိတ်ကိုစိုက်ကဲနဲ့လာတဲ့အချိန်မိုင်းကွင်းလုပ်ပြီးမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တာစစ်ခွေးတီတာက2ကောင်တည်တယ်ကျွန်တော်တို့ပြစ်ခတ်တဲ့အချိန်မှာစစ်ခွေးတွေကကြေးပါအတွင်ကိုထွက်ပြေးသွားတယ်သူတို့စီးလာတဲ့ဆိုင်ကယ်2စီးလေးတင်စီနိုင်ခဲ့တဲ့ဟုပြည်ခရိုင်တရင်တင်စစ်ထောက်လိုင်းရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ဗျူဟာ21မှကိုကဲ၍ဗျူဟာ21တိုက်ခိုက်ရေးအဖွဲ့ပြည်ခရိုင်တရင်တင်တရင်ယုံတိုက်ခိုက်ရေးအဖွဲ့တက်ခွဲတင်နေပြည်ခရိုင်တရင်နှင့်တက်ခွဲလေးတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်
ဆက်လက်ပြီးမြကြီးနားလေတပ်စခန်းတိုက်ခိုက်ခံရပြီးနောက်ယနေ့နေ့နဲ့အစောပိုင်းမှာစတင်၍ဝိုင်းမော်မြို့နယ်သို့လက်နက်ကြီးများဖြင့်အကြမ်းဖက်စစ်တပ်ကအဆက်မပြတ်ပစ်ခတ်နေတဲ့ဆွေသတင်းကိုချင်းဆက်ပြီးတော့မှာဖြစ်ပါတယ်။ကချင်ပြည်နယ်မြကြီးနားလေတပ်စခန်းတိုက်ခိုက်ခံရပြီးနောက်ယနေ့နေ့နဲ့အစောပိုင်းမှာစတင်၍ဝိုင်းမော်မြို့နယ်သို့လက်နက်ကြီးများဖြင့်စစ်တပ်ကအဆက်မပြတ်ပစ်ခတ်နေကြောင်းမြကြီးနားမြို့ကန်များကသတင်းဌာနကိုပြောကြားပါတယ်။ရှမနီနနပိုင်းကချင်ပြည်နယ်မြကြီးနားမြို့ပန်းမတိရပ်ကွက်ရှိမြကြီးနားလေတပ်နှင့်အနီးဝန်းကျင်နေရာများသို့ FPV စူစိုက်ဒရုန်းများဖြင့် KIA PDF တပ်များကအုံပြု၍တိုက်ခိုက်ခဲ့ရာစစ်တပ်ကလေကြောင်းရန်ကောက်ခွဲရေးစနစ်များဖြင့်ထောက်လှမ်းသိရှိခဲ့ပြီးအဆိုပါဒရုန်းယာဉ်များအားလက်ဦးမှုရယူဟန်တာနိုင်ခဲ့ကြောင်းရင်းတို့ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်လေစိတ်အတွင်ကြောက်ရောက်ပေါက်ကွဲခြင်းမရှိဘဲလေရင်ပြေးလန့်နှင့်အနီးဝန်းကျင်နေရာများတွင်သာမြေပြင်ပေါ်သို့ပြတ်ကျခဲ့ကြောင်းသိရပါသည်။ရင်းတို့မြကြီးနားလေတပ်စခန်းတိုက်ခိုက်ခံရပြီးနောက်ရှနေ့နဲ့တနင်္ဂနွေဝင်းကျင်အချိန်မှစတင်ပြီးစစ်တပ်ကဝိုင်းမော်မြို့နယ်ခလာရ58တပ်အနီးအပါအဝင်ဝိုင်းမော်မြို့နယ်တွင်တိုက်ပွဲဖြစ်ပွားရာနေရာများသို့လက်နက်ကြီးများဖြင့်ထောက်လျှောက်ပစ်ခတ်ခဲ့ကြောင်းမြကြီးနားမြို့ကန်များကဆိုပါတယ်ဒီမနက်တနားရီလောက်ကလေးကလက်နက်ကြီးတွေပြစ်နေတာ120မမတွေနဲ့ပြစ်တယ်လို့ပြောတယ်အိမ်ပြန်ထွက်ကြည့်တော့လက်နက်ကြီးအလုံးတွေသွားနေတာမြင်ရတယ်မနာဘူးတောက်လျှောက်ပြစ်နေတာပြန်အိတ်လို့တောင်မရဘူးပြစ်တာကမပါခနဲ့လေတက်စခန်းနာကပြစ်နေတာမြကြီးနားတမျိုးလုံးကြားနေရတယ်ဟုမြကြီးနားမြို့မှာတော်လှန်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်KIO ဒုတိယဥက္ကဋ္ဌတင်ဒုတိယဗိုလ်ချုပ်ကြီးကွန်မော်ကမြကြီးနားနှင့်ဝိုင်းမော်မြို့နယ်တို့ကိုတိုက်ပွဲဖော်ဆောင်ရန်အသင့်ရှိနေကြောင်းမကြာသေးမီကပြုလုပ်ခဲ့သည့်65နှစ်မြောက်ကချင်တော်လှန်ရေးနှင့်အခမ်းအနားတွင်ထုတ်ဖော်ပြောဆိုထားပါတယ်။ကချင်မှာဆိုရင်တော့မြကြီးနားကွက်ကွက်ပဲတိုက်ပွဲကမကြမ်းတော့တာမြကြီးနားမှာလည်းဗမော်ဝိုင်းမော်အပါအဝင်မြို့နယ်ဆောင်ကစစ်ပေးရှောင်တွေလာခုံလုံးနေကြတာတကယ်လို့တာမြေကြီးနားမှာပါတိုက်ပွဲတွေဖြစ်ရင်တော့စစ်ပေးရှောင်တွေအတွက်ဘေးကိုဆက်ပြီးသွားခုံလုံးရမလဲဆိုတာခံမယ်မြေကြီးနားဘက်ကိုစကိုင်းဘက်ကလည်းစစ်ရှောင်တရှုလာနေကြတာရှိတယ်ဟုမြေကြီးနားမြို့အခြေဆိုင်စစ်ပေးရှောင်များကိုအကူအညီပေးနေသူကချင်လူငယ်တအုပ်ကပြောပါတယ်မြေကြီးနားမြို့မှာအကြမ်းဖက်စစ်တပ်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေဆိုင်ရာမြို့ဖြစ်ပြီးကချင်ပြည်နယ်အစိုးရအဖွဲ့လွှတ်တော်ရုံးနဲ့လေတပ်စခန်းများလည်းအခြေဆိုင်ထားပါတယ်ဆက်လက်ပြီးစာလင်းကြီးမြို့နယ်ပကဖစခန်းဒီကြောင်တိုက်ခိုက်ခံရပြီးရဲဘော်12ဦးကြာဆုံးတဲ့စစ်တရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။စကိုင်းတိုင်းစာလင်းကြီးမြို့နယ်ပြည်သူ့ကောက်ွယ်ရဲ့အဖွဲ့ပကဖစခန်းတစ်ခုကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲတာကြောင့်ရဲဘော်12ဦးကြာဆုံးခဲ့ပြီးဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။စာလင်းကြီးမြို့နယ်ဖိုးဝင်းတောင်အနီးကစာလင်းကြီးမြို့နယ်ပြည်သူ့ကောက်ွယ်ရဲ့အဖွဲ့ပကဖစခန်းကိုရမနေ့ဇန်နဝါရီ12ရက်မွန်းလွဲပိုင်းမှာစစ်တပ်ကဂျိုင်ရိုကော့ပတာ3စီးနဲ့120မမပုံ3လုံးကျဲချခဲ့တာလို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။သတင်းပေါက်ကြားသွားတာစခန်းတက်တဲ့ကိုကျဲတာ120မမတွေကျဲတာပါ။အားလုံးတချို့ပြီးစီးခဲ့ပါတယ်ဗျာလို့ပကဖသတင်းရင်းမြစ်ကပြောပါတယ်။ကြာဆုံးသူတွေကစာလင်းကြီးမြို့နယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့ပကဖရဲဘော်9ဦးနဲ့ရဲမပင်ခရိုင်တရင်တက်ကူကရဲဘော်2ဦးတို့ဖြစ်ပါတယ်။ဒါပြင်ဒဏ်ရာရသူရဲဘော်တချို့ရှိပြီးစီကူတာမှုခံယူနေကြရပါတယ်။စာလင်းကြီးမြို့နယ်မှာလက်တလောတိုက်ပွဲဖြစ်ပွားခြင်းမရှိပင်ပကဖစခန်းတီနေရာကိုစစ်ကောင်စီကတိတိကျကျပုံကျဲသွားတဲ့အပေါ်စုံစမ်းစစ်ဆေးပြီးဖို့ဒေသတွင်တော်လှန်ရေးအင်အားစုတွေကတောင်းဆိုပါတယ်။ဆုံးရှုံးမှုကြီးမားတယ်လေ။တခုခုအတီးပေးဖို့ရှင်းလင်းဖို့လိုတယ်။ဒါကဒေသခံတွေအတွက်လည်းအန္တရာယ်ကြီးပါတယ်။ပေါ်စားလို့မရဘူးလို့တပိတ်အဖွဲ့ဝင်တအုပ်ကပြောပါတယ်။ကျမသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။